ဒီဇလန်အစားကတော့လွန်ခဲ့တဲ့10နှစ်လောက်ကမဟုတ်တဲ့ထန်တော့ရွာသွန်းနေညညစီကအစားပြုခဲ့ပါတယ်။အဲ့ဒီညကလီယိုနယ်တိုင်းပြည်ရဲ့နန်းတော်အတွင်းမှာကြောက်မက်ဖွယ်ရာလှုပ်ချန်တပ်ဖြတ်မှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ကိုလိုနီအဖွဲ့ကြီးရဲ့ခေါင်းဆောင် Grandmaster Zerathustra ကရက်ဆက်စွာတပ်ဖြတ်ခံလိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလမ်းပေါင်းများစွာထိုးဆိုင်ခံထားရပြီးသူ့ရဲ့အိမ်ထဲမှာလဲကျနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတကားပွင့်လာပြီး Grandmaster ရဲ့သားဖြစ်သူဂေးတန်နာဆိုတဲ့ကလေးငယ်လေးဝင်ရောက်လာခဲ့ပါတယ်။ကလေးငယ်ကသူ့ဖခင်ရဲ့အဖြစ်ဆိုးကိုမြင်လိုက်ရတဲ့အချိန်မှာမယုံနိုင်လောက်အောင်တုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအနောက်ကနေလူတစ်ယောက်ကသူ့ရဲ့မျက်လုံးတွေကိုအုပ်ပြီးမကြည့်ဖို့တားမြစ်ခဲ့ပေမဲ့ကလေးငယ်ရဲ့စိတ်ထဲမှာတော့ဖခင်ဖြစ်သူကိုဘယ်သူတက်တာလဲဆိုတဲ့မိကုန်းနဲ့အတူလက်စားချေလိုစိတ်တွေပြင်းထန်စွာဖြစ်ပေါ်နေခဲ့ပါတယ်။သတင်းတွေရတော့လူလက်ထက်ခံတွေဟာရွာရဲ့အနောက်တောင်ဘက်အရက်စီကိုထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။အနောက်တောင်ဘက်အရက်ဆိုတာကတော့လူသူအရောက်ပေါက်နေပါပြီးထူးဆန်းတဲ့အဖြူအောင်အိမ်မက်တော်ကြီးတရှိရနေရပဲဖြစ်ပါတယ်။အခုဆိုရင်မယ်လူရဲတို့အဖွဲ့ကထူထပ်လာတဲ့မြူနင်းတွေဖုံးလွှမ်းနေတဲ့အဖြူအောင်အိမ်မက်တော်ကြီးတွေကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူတို့တော်တဲ့ကိုဝင်လာခဲ့တာ3နာရီလောက်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့တိရစ္ဆာန်တကောင်တော့အရေးအောင်မတွေ့ရပဲတိတ်ဆိတ်6ကတ်နေပါတယ်။ဝကလေးဟော့ကတော့ကြောက်လန့်နေကြနဲ့ညီးတွားနေပါတယ်။သူတို့ဒီကိုလာတေချာရဲ့လားဒီမှာလူနေဖို့သာတိရစ္ဆာန်တော့မရှိဘူးလို့ပြောလိုက်တော့အဲလစ်ဘတ်ကလည်း7ဒလီစင်တွေကတယောက်ဒီတော်ထဲမှာပုံးနေရတေချာရဲ့လားလို့စိုးရင်ဒီကြီးမေးလိုက်ပါတယ်။မလီယိုရက်စ်ကတော့သူ့အဖွဲ့ဝင်တယောက်ရှိနိုင်ကြောင်းပြန်ဖြေလိုက်ပါတယ်။ဟော့ကစိတ်မရှိတော့ပဲခိုင်လုံးနဲ့တက်တီအထောက်ထားမရှိပဲသူတို့ရောက်လာကြတာလား။ဒီတော်ထဲမှာကြောက်စရာကောင်းတဲ့ဘလူးကြီးရှိရလို့ကောလာဟာလာတွေကြားရကြအောင်ပြောနေတော့မှာပဲ။အဲလစ်ဘတ်ကရုတ်တရက်လန့်ပြီးអော်လိုက်ပါတယ်။တခုခုကသူမတင်မကိုလာထိနေရလို့သူမပြောလိုက်တော့မလီယိုရက်စ်ကစိတ်အေးထားဖို့နဲ့သူတို့တာလို့စလိုက်ပါတယ်။ဟော့ကတော့ဒေါ်လာဆွဲပြီးဒီလိုအခွင့်အရေးမြူတင်ကြောင်အောင်အောက်ပါတော့တယ်။မလီယိုရက်စ်ကသူ့ရဲ့ပြမှုကိုလိလူရှုပြီးအလေးနဲ့ထားရနေရှင်းပြပါတယ်။သူတို့မြင်တဲ့အတိုင်းဒီတော့ကမြင်းစည်းပြီးဖျက်ဆီးမှုခက်ခဲသလိုမျက်စိလက်လမ်းမဖို့လည်းလွယ်ကူနေပါတယ်။မိုးဆိုးတွေနဲ့ခီးသွားရင်တော့ရှောင်းကွင်းသွားကြတဲ့နေရာမျိုးဆိုတော့လူတရပုံအောင်နေဖို့အကောင်းဆုံးနေရာတစ်ခုပဲလို့ပြောပြလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအဲလစ်ဘတ်ကတခုခုပျောက်ဆုံးနေသလိုခံစားလိုက်ရပြီးရှက်သွေးဖြာသွားပါတယ်။သူမရဲ့တွင်းကပေါင်းပြီးပျောက်ဆုံးသွားတာကိုသတိထားမိလိုက်ပေမဲ့မနက်ကဝိုးခဲ့တာတေးကြရဲလို့တွေးနေတော့ဟောက်ကအချိန်ဖြုံးမဲ့သွားကြဖို့လန့်ခေါ်လိုက်ပါတယ်။သူတို့ဆက်လက်လျှောက်လာကြရင်ရုတ်တရက်ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒါကတော့ဟောနဲ့တူတဲ့ဝိုးကြီးကိုတွေးလိုက်ရတာပါပဲ။ဟော့ကအအောင်နေတော့တခြားဝက်တွေကမင်းဘသူလဲမင်းကတော့ဘသူလဲဆိုပြီးပြန်မေးနေကြပါတယ်။အားလုံးကဟောနဲ့တပုံစံနဲ့တူနေကြတာပါ။အဲလစ်ဘတ်ကဒါတော်တဲ့ကဘလူးတွေလားလို့ကြောက်လန့်တကြီးမေးမြန်းလိုက်ပါတယ်။ဟော့ကသူကအသိဖြစ်ကြောင်းမယ်လီရက်စ်ကိုအော်ပြောပေမဲ့တခြားဝက်တွေကလည်းသူတို့ကအသိဖြစ်ကြောင်းညှင်းခုန်နေကြပါတယ်။အဲ့ဒီချိန်မှာပဲအဲလစ်ဘတ်ပုံစံသူတွေပြောင်းသွားပြီးနေကအစ်စ်ငါကအစ်စ်ဆိုပြီးညှင်းခုန်နေကြပြန်ပါတယ်။မယ်လီရက်စ်လည်းမျက်စိတွေချုပ်ထွေးပြီးဘသူကအစ်စ်မှန်းမခွဲခြားနိုင်တော့ပါဘူး။အဲ့ဒီချိန်မှာတောအုပ်တွေကနေထွက်သွားကြဆိုတဲ့ချင်းရောက်တဲ့ကြီးပေါ်ထွက်လာပါတယ်။အခြေအနေကတော်တော်လေးရှုပ်ထွေးနေပါတယ်။မယ်လီရက်စ်ကတော့ညံစင်းပြီးအမေးတစ်ခုပေးလိုက်ပါတယ်။အခုချက်ချင်းသူပြောတဲ့အတိုင်းလုံးကြဖို့နဲ့ညာဘက်လက်ကိုမြောက်ပြီးဘယ်ဘက်လက်ကိုပါပေါ်တင်ပြီးရှက်သွေးဖြာနေအတန်နဲ့သူ့နာမည်ကိုခေါ်ကြဖို့ပြောလိုက်ပါတယ်။အဲလစ်ဘတ်တို့ရဲ့အားလုံးလိုက်လောက်ကြပါတယ်။ပြီးတော့သူတို့ရဲ့ရင်သားတွေကိုညှက်လိုက်ကြဖို့ထပ်ပြောလိုက်တဲ့အခါမှာအားလုံးကကြောင်သွားကြပါတယ်။ဟော့ကမြင်မြင်အစ်စ်ကိုရှာသမ်းပါလို့អော်လိုက်ပါတယ်။တော်ကြီးတဲ့ကမင်းတို့ဒီတော့တဲ့ကဘယ်တော့မှလွတ်မှာမဟုတ်ဘူးလို့ထပ်မံချင်းချောက်ပါတယ်။မယ်လီရက်စ်ကတော့နောက်ဆုံးအမိန့်အနေနဲ့အမြင်ဆုံးကိုခုံလိုက်ကြတဲ့လို့ပြောလိုက်တဲ့အခါအားလုံးကခုံလိုက်ကြပေမဲ့အဲလစ်ဘတ်အစ်စ်တယောက်တည်းကမခုံပဲကြိတ်နေခဲ့ပြီးသူမမခုံနိုင်ကြောင်းပြောလိုက်ပါတယ်ဒီလိုနဲ့အစ်စ်ကိုရှာတွေ့သွားပြီးကျန်တဲ့အတူတွေအားလုံးမေဒီယိုရက်စ်လက်ချက်နဲ့ရုတ်တရက်ပုံစံပြောင်းသွားပြီးတင်းငယ်တဲ့မင်းသားလေးတွေဖြစ်သွားကြပါတယ်သူတို့ဟာပုံရှုပ်ကွက်ရှုပ်နေတတ်တဲ့မင်းသားလေးတွေဖြစ်ပါတယ်တကယ်တည်းအဲလစ်ဘတ်တယောက်မခုံနိုင်ရဲ့အကြောင်းရင်းကတော့သူမအတွင်းကကိုခိုးထားတဲ့မေဒီယိုရက်စ်လက်ချက်ကြောင့်ဖြစ်နေပါတယ်မင်းသားလေးတွေထပ်ပြေးသွားကြတဲ့အတွက်မယ်လီယိုရက်စ်ဆိုလည်းသူတို့နောက်ကိုထက်ချက်မကွာလိုက်သွားကြပါတယ်သူတို့တနေရာရောက်မှာတော့အေယာမမင်္ဂလိတယောက်မြေကြီးပေါ်မှာအိပ်ပျော်နေအောင်တွေးလိုက်ရပါတယ်ဟောနဲ့အဲလစ်ဘတ်တို့ကအရန်ကိုအောင်သွားကြပါတယ်မင်္ဂလိတယောက်ဖြစ်နေပေမဲ့အရန်ကြီးတာပဲလို့ပြောနေကြတော့မင်းသားလေးတွေကအဲ့ဒီအေယာမမင်္ဂလိစီပြေးသွားပြီးတခင်မဒီယာနယ်လို့ခေါ်တဲ့အဲ့ဒီမင်္ဂလိကိုဟိုလီနက်တွေကျူးကျော်ဝင်ရောက်လာပြီးတော့တိုင်တော်ကြပါတယ်အဲ့ဒီတော့မှအဲလစ်ဘတ်ကဒီယာနယ်ဆိုတော့သူမက7ဒလီစင်နဲ့ကတယောက်လားလို့တွေးလိုက်မိပါတယ်အိပ်ပျော်နေတဲ့ဒီယာနယ်ကနိုးလာပြီးဟိုလီနက်တွေဟုတ်လားလို့ဒေါသတကြီးနဲ့မေးလိုက်ပါတယ်သူမရဲ့မျိုးလုံးတွေကကြောက်စရာကောင်းနေပြီးမလီရက်စ်ကိုလက်ကြီးနဲ့ဖမ်းဆုပ်လိုက်ပါတယ်အဲလစ်ဘတ်ကမလီယိုရက်စ်ကိုလှုပ်ပေးပါလို့အော်ပြောပေမဲ့မလီယိုရက်စ်ကတော့အေးဆေးပါပဲဒီယာနယ်ကိုလည်းမတွေ့ရတာ10နှစ်တောင်ရှိပြီလို့နှုတ်ဆက်လိုက်ပါတယ်အဲ့ဒီခါမှာတော့ဒီယာနယ်ရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားပါတယ်ခေါင်းဆောင်လာဆိုပြီးဝမ်းသာအားအော်ဟေးကမလီယိုရက်စ်ကိုသူမမျက်နှာနဲ့ပုတ်တက်ပြီးချွဲပါတော့တယ်သူမခေါင်းဆောင်ကိုလွှမ်းနေတာလို့ပြောပြီးငုံမဲ့မဲ့ဖြစ်သွားပါတယ်ဟောနဲ့အဲလစ်ဘတ်တို့ကတော့ဗဇက်ဟောင်းသားဖြစ်နေကြပါတယ်ဒီယာနယ်ကမလီယိုရက်စ်ကိုသူမဝက်ကင်ဘလောက်ကြိုက်ကြောင်ဟော့ကိုကြည့်ပြီးပြောလိုက်တော့ဟော့ခင်ဗျာကြောက်နေတဲ့ကြားနဲ့သူကစားစရာမဟုတ်ဘူးလို့အော်ပါတယ်ဒီယာနယ်ကဟော့ကိုမိခင်ကိုပြင်လိုက်တဲ့အခါမလီယိုရက်စ်ကတားလိုက်ရပါတယ်။အဲ့ဒီနောက်ဒီယာနယ်ကအောက်မှာရှိနေတဲ့အဲလစ်ဘတ်ကိုတတိထားမိသွားပြီးအဲ့ဒီမိန်းကလေးကဘာသူလဲလို့မေးလိုက်ပါတယ်။အဲလစ်ဘတ်ကရင်းကြီးစွာမိတ်ဆက်ပေမဲ့ဒီယာနယ်ကတော့တဝင်းတူသိတွေဝင်လာပါတော့တယ်။ခေါင်းဆောင်နဲ့နှစ်ယောက်တည်းခရီးထွက်လာတာလို့မေးလိုက်ပြီးမလီယိုရက်စ်ကိုသူ့ရှိုးလူပွေကြီးသူမအသေးကိုခွဲတယ်ဆိုပြီးဒေါ်လာသကြီးနဲ့ပြစ်ပေါက်လိုက်ပါတယ်။မလီယိုရက်စ်ခင်ဗျာမြေကြီးပေါ်ဘုံကနေပြုတ်ကျသွားပါတယ်။
အဲလစ်ဘတ်ကအခြေအနေကိုရှင်းပြဖို့ကြိုးစားပါတယ်သူမကတိုင်းပြည်ကိုကယ်တင်ဖို့အတွက်7 deadly sin ကိုရှာဖွေနေရဖြစ်ကြောင်းပြောပြလိုက်မှဒီယာနယ်ကစိတ်လျော့သွားပါတယ်သူမကအမြဲတမ်းတစ်ဖက်သက်တွေးပြီးစိတ်မြန်လက်မှန်ဖြစ်တယ်လို့တောင်းပန်ကြောင်းဒီယာနယ်ကပြန်ပြောပါတယ်ပြီးတော့သူမလည်းခေါင်းဆောင်နဲ့တူလိုက်ပါပြီးကူညီမယ်လို့ကတိပေးပါတယ်ဒါပေမဲ့တခုတော့မှတ်ထားဖို့နဲ့သူမကူညီတာကခေါင်းဆောင်ကြောင့်ဖြစ်ပြီးတခြားဘာကြောင့်မှမဟုတ်ဘူးလို့ဒီယာနယ်ကပြောပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားလေးတွေကဝမ်းသာအားနဲ့သူတို့လည်းငြင်းညဲစွာနေရတော့မှဖြစ်ပြီးဒီယာနယ်ကသူမဒီမှာနေတာကိုလက်မခံရင်တောကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်ထားတာကြာပြီလို့ပြောလိုက်ပါတယ်သူတို့စကားပြောနေကြတော့မှပဲကောင်းကင်ကြီးရုတ်တရက်မဲမောင်လာပြီးမိုးရွာချမလို့ဖြစ်လာပါတယ်ရုတ်တရက်ဆိုလိုပဲမိုးချင်းတန်တဲ့တူလေသီးချောင်းတွေကကောင်းကင်ကနေပြေးချလိုက်သလိုကြာဆင်းလာပြီးမယ်လီယိုဒက်ဒီယာနယ်နဲ့အဲလစ်ဘတ်တို့ရဲ့ခန္ဓာကိုယ်တွေကိုလေသီးချိုးတွေရစ်ပတ်တုံးအောင်လိုက်ပါတော့တယ်သူတို့အားလုံးလှုပ်လို့မရဖြစ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ရှေ့မှာလူတစ်ယောက်လမ်းလျှောက်လာတာကိုတွေးလိုက်ရပါတယ်အဲ့ဒီလူကတော့ Holy Knight Gil တန်တာပဲဖြစ်ပါတယ်သူကနောက်ဆုံးတော့တွေးကြပြီပေါ့လို့အီဆက်သက်လေးတန်နဲ့ပြောလိုက်ပါတယ်အဲလစ်ဘတ်ကအဲ့လူကိုကြည့်ပြီးနေကဂေးသနာလားလို့မေးလိုက်ပါတယ်မယ်လီယိုဒက်ကမင်းသိရဲ့လူလားလို့မေးတော့အဲလစ်ဘတ်ကသူဟာနန်းတော်မှာသူမနဲ့ငငယ်တုန်းကခင်ခဲ့တဲ့ Grandmaster Zarathustra ကလေးဖြစ်ကြောင်ပြန်ဖြေလိုက်ပါတယ်ဂေးသနာကစကားကောင်းပြောနေကြမယ့်အစားဒီကျိုးတွေကိုဘယ်လိုဖြေရမလဲဆိုတာစဉ်းစားသင့်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူကဗညာကျော်ရဲ့ရီချိုးကိုပေးဆိုးခဲ့တာဖြစ်ကြောင်းဝန်ခံပါတယ်အဲလစ်ဘတ်ကမယုံနိုင်စွာနဲ့သူလိန်နေတာဖြစ်ကြောင်းသူကဒီလိုလူမျိုးမဟုတ်ကြောင်းပြောပေမဲ့ခေးသနာကတော့သူ့အတွက်အရေးကြီးတာက7 deadly sin ကိုတတ်ဖို့လို့ပြောလိုက်ပါတယ်သူကသူ့ဖခင်ဆရာထော့ကိုတတ်ခဲ့တဲ့သူတို့ကိုပြန်လည်စားချေချင်နေခဲ့တာဖြစ်ပါတယ်ကားဖေးကိုတတ်ခဲ့တာမင်းတို့ဘယ်မလားလို့သူကမယ်လီယိုဒက်ကိုမေးလိုက်ပါတယ်မယ်လီယိုဒက်ကတော့သူတိတ်မမမိတော့ဘူးလို့ပဲပြန်ဖြေပါတယ်မယ်လီယိုဒက်ကလွန်ခဲ့တဲ့10နှစ်ကအဖြစ်အပျက်ကိုပြန်ပြောပြပါတယ်သူမမီလောက်ကတော့နန်းတော်အပြင်ဘက်ကရဲတိုက်ဟောင်းတစ်ခုစီသူတို့ကိုဆင့်ခေါ်ခံခဲ့ရကြောင်းအဲ့ဒီကိုရောက်တော့ Grandmaster အသက်ခံထားတာကိုတွေးလိုက်ရကြောင်းပြီးတော့သူတို့ဝိုင်းထားခံလိုက်ရကြောင်းနဲ့အဲ့ဒါသူမမီလောက်အကုန်ပြေကြောင်းပြောလိုက်ပါတယ်နောက်ပြီးသူတနေရာမှာတတိပြန်ရလာပြီးဟော့နဲ့တွေ့ဆုံခဲ့ကြောင်းထပ်ဆောင်းပြောလိုက်ပါတယ်အဲလစ်ဘတ်ကဒါဆိုရင် Grandmaster ကိုတတ်တာ7 deadly sin မဟုတ်ဘူးလို့ဝမ်းသာအားရပြောလိုက်ပေမဲ့ဂေးသနာကတော့ဒါတွေကိုစိတ်ဝင်စားပါဘူးသူကအဲလစ်ဘတ်ကိုထော်သွားဖို့ပြောပြီးအဲလစ်ဘတ်ကမတတ်ဖို့သူ့ကိုတားပေမဲ့မယ်လီယိုဒက်နဲ့ဒီယာနယ်ကိုတက်ဖြတ်ဖို့ပြင်ဆင်ပါတယ်ဂေးသနာကကျိုးတွေကိုဖြတ်ပေးဖို့ပြောပေမဲ့မယ်လီယိုဒက်ကတားလိုက်ပြီးသူ့ဘာသူရှင်းနိုင်တယ်လို့ပြောကတည်စည်းကျိုးတွေကိုအလွယ်တကူဖြတ်တောက်ပြီးလွတ်မြောက်သွားပါတယ်ဂေးသနာနဲ့မယ်လီယိုဒက်ရဲ့တိုက်ပွဲစတင်ပါတော့တယ်ဂေးသနာကသူ့ရဲ့ဓာတ်နဲ့မယ်လီယိုဒက်ကိုအဆက်မပြတ်တိုက်ခိုက်လိုက်ပါတယ်သူတို့ရဲ့တိုက်ခိုက်မှုတွေကမျက်စိလုံးလို့မျက်စိနဲ့တောင်လိုက်မမိနိုင်ပါဘူးဂေးသနာကသူကအရင်ကလိုကလေးမဟုတ်တော့ကြောင့်အခုသူက7 deadly sin နဲ့ပိုတန်မာနေပြီလို့ကြွေးကြော်ပါတယ်မယ်လီယိုဒက်ကတော့သူ့ရဲ့ကျိုးနေရဲ့ဒရိုလေးနဲ့ပဲတိုက်ခိုက်နေတာပါဂေးသနာရဲ့လေသီးချက်တွေကပြည့်ထန်လို့မယ်လီယိုဒက်ခန္ဓာကိုယ်မှာဒဏ်ရာတွေရလာပါတယ်နောက်ဆုံးမှာတော့ဂေးသနာကမယ်လီယိုဒက်နောက်ကျောကိုဓာတ်နဲ့ခုတ်လိုက်ပြီးမယ်လီယိုဒက်လဲကျသွားပါတယ်အဲလစ်ဘတ်နဲ့ဒီယာနယ်တို့ကစိုးရင်ဒီကြီးအော်ဟစ်လိုက်ကြပါတယ်မြေကြီးပေါ်မှာလဲကျနေတဲ့မယ်လီယိုဒက်ကိုဂေးသနာကထက်သီးကနေကြည့်ပြီးနောက်ဆုံးမှာတော့စသိန်းသွားပြီးငကားပြတ်တာမယ်လီယိုဒက်မင်းမမာတရားစကားရှိသေးလားလို့မေးလိုက်ပါတယ်မယ်လီယိုဒက်ကနာဂျီနီရဲ့ဂျားနဲ့မောဟိစွာနဲ့သူသိချင်တာတခုတည်းရှိပြီးကျန်တဲ့7 deadly sin တွေဘယ်ရောက်နေရလဲလို့မေးလိုက်ပါတယ်ဂေးသနာကမယ်လီယိုဒက်တေတော့မယ်လို့ယုံကြည်သွားပြီးတေမင်းစီမတော့ခင်ပြောပြလိုက်မယ်ဆိုကရေခွေးပြတာဘန်ကတော့ဘက်စ်ထောင်ထဲမှာအဖက်ခံထားရကြောင်းဝုံပြတာအကင်းကတော့တေးသွားပြီးနက်ခရိုပိုလစ်တင်းချိုင်းမှာမြုပ်ထားတယ်လို့ပြောလိုက်ပါတယ်နောက်ပြီးစိတ်မပူဖို့နဲ့ကျန်တဲ့သူတွေကိုလည်းမင်းစီမကြခင်ပို့ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့မယ်လီယိုဒက်ရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားပါတယ်လက်ကျနေရကနေချက်ချင်းထားရလိုက်ပြီးသူ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာပါတယ် Thank you Little Gildana လို့ပြောလိုက်ပြီး The 7 Deadly Sin Enemy ရဲ့ episode 3ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်